ဒီနေ့ပေါ့နော်ကမွန်ပွင့်ကဝေအောင်စီမှာပေါ့နော်မောင်ဝင်ကမလာရှုံးကောစားခဲ့ပါတယ်သူကကြတော့ယူတလောက်ရှင်းရတာပေါ့နော်ဆိုတော့တော်တော်လေးစုံတယ်ဆိုတော့တခုကြိုက်တဲ့အရာကဘာလဲဆိုလို့ရှိရင်gram နဲ့မဟုတ်ဘဲနဲ့ပေါ့နော်သူကတခုဘလောက်လဲဆိုတဲ့အရာကိုပေးထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒါလေးကိုတော့သဘောကျပါတယ်သူအဲ့ဒီဆိုင်မှာတော့ဆောက်လို့ရှိရင်ပေါ့နော်သူတို့ပေးတဲ့ source ကိုကြိုက်တဲ့တစ်ဖွဲ့နဲ့မကြိုက်တဲ့တစ်ဖွဲ့ဆိုပြီးရှိရပေါ့နော်ကျွန်တော်ကကြတော့မကြိုက်တဲ့အဖွဲကပါမယ်ထင်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းမကြိုက်ပေမဲ့လည်းပေါ့နော်ကျွန်တော် try ကြည့်သေးတယ်ဒါပေမဲ့လည်းမကြိုက်ဘူးပေါ့နော်ပြီးတော့မှသူ့ရဲ့အရသာပိုင်းကို review ပေးရမယ်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲ6 out of 10လောက်တော့ရှိတယ်ပေါ့နော်mid တော့မဟုတ်ပေမဲ့ mid လောက်တော့ကျော်တယ်ပေါ့နော်ဒါပေမဲ့အရန်ကြီးဒူကောင်းလားဆိုတော့လည်းမကောင်းဘူးလို့တော့ပြောလို့ရပါတယ်နောက်တစ်ခုပေါ့နော်ကျွန်တော်မကြိုက်တဲ့အချက်ကဘာလဲဆိုလို့ရှိရင်သူကအကင်တို့အသားတို့ကိုပေါ့နော်တုံးပေးတာတော်တော်လေးသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပဲပြောဖို့မေ့သွားလားမသိဘူးကျွန်တော်သွားစားတဲ့အခါတိုင်းပေါ့နော်သူတို့အဲ့လိုမျိုးတုံးပြီးတော့လေနော်ကိုဘာဝါလို့ဝါမိမှန်းတော့မသိဘူးပေါ့နော်ဆိုတော့အဲ့အချက်တွေကိုတော့တော်တော်မကြိုက်ပါဘူးဒါပေမဲ့ပေါ့နော်သူကတော့တော်တော်လေးစားပြော်တယ်လို့ပြောရမယ်ပေါ့နော်ဆိုတော့ budget ဖြစ်တဲ့ဆိုင်လို့ပြောလို့ရမယ်ထင်တယ်ပေါ့နော်ဥပမာတငယ်ချင်းနဲ့ပြည့်မိသားစုနဲ့ပြည့်ပေါ့နော်သွားစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဟာလေးကတော့ဆိုင်ကောင်းတစ်ခုလို့တော့တောင်းတမိပါတယ်နောက်တစ်ခု bad experience ကပါလဲဆိုလို့ရှိရင်အဲ့ဒီအရွက်ပေါ့နော်ဘာအရွက်လဲတော့မသိဘူးယူတော့ယူလာတယ်ဒါပေမဲ့သူတေချာမပြုတ်ပေးလိုက်တာလားတော့မသိဘူးတော်တော်လေးမာတယ်ပေါ့နော်အဲ့ဒါကိုတော့တော်တော်သဘောမကျဘူးအဲ့ဒါကြောင့်လည်း overall နည်းနည်းလေးအဆင်မပြေဘူးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ yeah